ကံမှာမြန်မာရိုးရာအမွေအနှစ်တစ်ခုဖြစ်တဲ့ရုပ်သေးကလေးကိုလည်းကြည့်မယ်။ညစာကောင်းလေးလေးစားချင်လို့ရှိရင်တော့ Nana Restaurant ဆိုတဲ့ဆိုင်လေးကိုတော့တက်စားကြည့်ဖို့အကြံပေးရပါတော့။ဒီဆိုင်လေးကလေမြန်မာငွေသက်တွေအများကြီးနဲ့တော်တော်လေးကိုတည်ချပြင်ဆင်ထားတယ်။ကျွန်တော်ကတော့ဒေါင်းလန်ထမင်းကိုတော့မှာစားထားခဲ့တယ်ပေါ့နော်။ဒေါင်းလန်ထမင်းကတော့3000ငွေပေးရတယ်။ဟင်းနေကလည်းတော်တော်စားကောင်းနေခင်ဗျ။ဒီဝတ်သားတုပ်လေးလည်းတော်တော်လေးကောင်းပါတယ်။ရုပ်သေးကလေးကိုဖြုတ်ပြတာလေးကိုတော့ကျွန်တော်လည်းတူလိုက်ပြီးကြည့်အောင်ခင်ဗျ။ Budi jo,